ကျေးဇူးတော်တင်တော်ကလူငယ်တွေကလေးတွေဖြစ်ပါတယ်ဒီနေ့ကျမတို့အတင်တော်ကနေတင်ဆက်ပြသမယ့်ပြဆက်လေးကတော့ယေရှုခရစ်တော်ဘုရားရဲ့ဝိဖွာခြင်းအကြောင်းပဲဖြစ်ပါတယ်အဲ့ဒါပဲမကဘူးပေါ့နော်ယေရှုခရစ်တော်ဘုရားကိုကျမတို့ကဒီနေ့မှယုံကြည်လက်ခံမယ်ဆိုရင်ကျမတို့နှလုံးသားထဲမှာခရစ်တော်မွေးဖွားလာတဲ့နေ့ကဒီနေ့ပဲဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုအဓိကပြောပြချင်တာဖြစ်ပါတယ်ဆိုတော့ကျမတို့အရောက်ချင်းစတဲ့ယေရှုနဲ့ဝတ်ပွားယူကြပါစို့ဒီနေ့ကခရစ်စမတ်နေ့လေးဆိုတော့အမေတို့တွေဒီမှာပဲခရစ်စမတ်သင်းလေးတွေဆိုမယ်ဘုံလေးတွေစားရတဲ့ခရစ်စမတ်ညလေးကိုအတူတူပါတက်တဲ့ဆက်ရအောင်နော်Christmas ဆိုတာကနာမည်နဲ့တာလို့ယေရှုခရစ်တော်ဟာဒီဘယ်လိုရဲ့အဖြစ်တွေတာလို့သမီးရဲ့အဖြစ်တွေဒီကမှာရှိတဲ့လောကသားအားလုံးရဲ့အဖြစ်တွေကိုကယ်တင်ဖို့ရအတွက်ဘုရားရှင်ဖြစ်တဲ့ဒီယေရှုမင်းသားနဲ့ဟိုးလူတွေပြပောင်းရစွာကဘုရားခင်ရဲ့ prophet ကတူတင်ပြီးတော့ prophet လာခဲ့ကြတယ်ဒီယေရှုမင်းသားလာခြင်းကဘုရားခင်ရဲ့ prophet ရဲ့ prophet တော်စကားပြည့်စုံလာခြင်းဖြစ်တယ်ဒီရဲ့ဒီညမှာငါတို့ကိုကယ်တင်တဲ့မရှိယဖားပြီးတဲ့ခါမှာကောင်းကင်မှာနေကြွေးကြော်ချီးမွမ်းခဲ့ကြတယ်ငါတို့ကလည်းဒီညမှာဝမ်းမြောက်စွာနဲ့ချီးမွမ်းနေကြတာဖြစ်တယ်။ဟာခရစ်စမတ်ရှင်ဆိုပါလေ။ဖဖရေပြောပြလိုက်ပါဦး။အားရရဲ့အဖြစ်တွေကိုကယ်တင်ဖို့ရတဲ့ဘုရားခင်ရဲ့သားတော်မရှိလားကလူလောကထဲမှာဝင်သွားလာတဲ့အခါမှာအပြိုစင်ဖြစ်တဲ့မေရိုမာရီရဲ့ဝန်ထဲမှာဘရိတ်တွေဆွဲယူခဲ့တယ်။ပြောမယ်ညီလေးကားလေးအောင်ပြောရမယ်ဆိုရင်တော့အပြိုစင်ဖြစ်တဲ့မေရိုမာရီကကိုဝန်ဆောင်ယူခဲ့တာပေါ့ကွယ်။ဟမ်အပြိုစင်ဘယ်လိုကိုရနိုင်တာလဲ။ဟုတ်တာပေါ့ငါမြည်ရဲ့ဒီအရာကလူအနေနဲ့စဉ်းစားမယ်ဆိုရင်မဖြစ်နိုင်ဘူးနော်။အပြိုကဘယ်လိုမျိုးကိုရနိုင်ပါလဲ။ဒါပေမဲ့ဒီအပြိုစင်မေရိုမာရီရဲ့ကိုဝင်ရခြင်းကလူရဲ့ဇာတိကြောင့်မဟုတ်ပဲနဲ့လက်ရှိလုံးဝင်းတော်ရဲ့လူမျိုးတော်ကြောင့်ဖြစ်တယ်။ဒီလိုမျိုးပဲအရင်ဆန်းအေးလာတဲ့ညနေနဲ့ညမှာလက်လီမျိုးရဲ့ငါးစပလီထဲမှာအဖွားတို့ကိုငါမီတို့ကိုကဲတင်မဲ့ပြည်တင်ရှင်ပြီးရှိရကတိမ်ငင်နှိမ့်ဆွားစွာနဲ့ဝေးဖွားလာခဲ့တယ်။ယောဂီ
ဆက်ပြောပြမယ်နော်တခင်ယေရှုခရစ်တော်ကအစဉ်အတိုင်းကြီးထွားလာခဲ့တယ်အသက်30ရောက်တဲ့အခါမှာဖခင်သခင်ရဲ့နိုင်ငံတော်အကြောင်းလူတွေကိုဟောပြောခဲ့တယ်ဟောပြောနေတဲ့အချိန်မှာပဲသခင်ယေရှုခရစ်တော်ကတည်နေတဲ့သူတွေကိုသခင်ယေရှုခရစ်တော်ကရှင်ပြန်ထားကောင်းစေခဲ့တယ်မျက်စိမမြင်နားမကြားတဲ့သူတွေကိုလေသခင်ယေရှုခရစ်တော်ကမျက်စိမြင်စေတယ်နားကြားစေတယ်ဒါပြီးတဲ့နောက်မှာလေသခင်ယေရှုခရစ်တော်ကခြေမတန်တဲ့သူတွေခြေမစွမ်းတဲ့သူတွေအကောက်ပကတိဖြစ်အောင်လုပ်ပေးတယ်သမီးလေးရဲ့ဒီရရင်ကပြီးတော့ဖြစ်ပြီပဲသမီးတို့လည်းပါဆန်လို့လေ ဟုတ်တာပေါ့သမီးလေးရဲ့သမီးနဲ့ဆိုင်တဲ့ဟာအန်တီတို့နဲ့ဆိုင်တဲ့ဟာဒီလောကလူသားတွေနဲ့အားလုံးဆိုင်တဲ့အရာတစ်ခုတည်းတော့ရတယ်ရှိတယ်အဲ့ဒါကဘာလဲဆိုရင်ဘုသခင်ယေရှုခရစ်တော်ကလောကတိုင်းမှာနာကျင်စွာရိုက်ခဲ့တယ်နာကျင်စွာတော့ခံစားခဲ့တယ်လောကတိုင်းမှာအသေးခံခဲ့တယ်သမီးလေးရဲ့အဲ့ဒီအသေးခံတာကလေအန်တီတို့အတွက်သမီးအတွက်ဒီလောကလူသားတွေအားလုံးအတွက်ဖြစ်တာပေါ့သမီးရဲ့အဲ့ဒါတေတော့တော့တချို့ခံတယ်တချို့ကလည်းမပြီးသေးဘူးသမီးလေးရဲ့သခင်ယေရှုကလည်းဘာဖြစ်လဲဆိုတော့3ရက်မြောက်တဲ့နေ့မှာသခင်ယေရှုကရှင်ပြန်ထမြောက်ခဲ့တယ်သမီးလေးရဲ့အဲ့ဒီရှင်ပြန်ထမြောက်တဲ့သခင်ယေရှုကတော့ယုံကြည်လက်ခံတဲ့သူတွေအရောက်ချင်းစီတာကအပြစ်တရားအခါတည်ခြင်းဖြစ်တဲ့နေကိုပွားစရာမလိုတော့ပဲထာဝရကောင်းကင်နိုင်ငံကိုပွားရတော့မှာဖြစ်တယ်ဘုသခင်ယေရှုခရစ်တော်ယုံကြည်လက်ခံတဲ့အန်တီဒီမှာရှိတဲ့မိသားစုတွေအရောက်ချင်းစီတယ်ဟာဒါကြောင့်မလို့ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကိုရရှိတာဖြစ်တာပေါ့သမီးလေးရဲ့ဟုတ်လားဒါဆိုင်ကိုအလုံးတောင်းနေတာအရင်ပြုံနေကြတာ哦တောင်းတာပေါ့ဒါဆိုင်ကလည်းဝမ်းမြောက်ခြင်းရရှိလိုက်တာ သမီးရဲ့အသက်တာထဲမှာပျော်ရွှင်ဝမ်းမြောက်နေတဲ့สิ่งကိုခံစားစေတယ်ဆိုရင်ဒီလိုမျိုးအေးချမ်းတဲ့ကာလမှာလူစားကြည့်ခံဝေဖွားခဲ့တဲ့သခင်ယေရှုခရစ်တော်ဘုရားရဲ့ကယ်တင်ခြင်းကျေးဇူးကိုသမီးလေးယုံကြည်လက်ခံစလား ယုံကြည်လက်ခံရှင်တယ်ဘုရား ။ဒါဆိုရင်သမီးရဲ့ကယ်တင်ပါရှင်အဖြစ်သခင်ယေရှုကိုလက်ခံဖို့ရတဲ့အဖွားကအမည်အတွက်စတောင်းပေးမယ်။ဒီလေးကအဖွားတော်ကနေလက်ဆိုခဲ့နော် ဟုတ်ကဲ့ ။ဒီအားစတောင်းကြရအောင်နော်။သခင်ယေရှုဖျား သခင်ယေရှုဖျား သမီးရဲ့အဖြစ်တွေကို အမိရဲ့ဖြစ်တယ် ကယ်တင်ဖို့ရတဲ့ ဒီဒီကိုရတဲ့ လက်ဝါးကားတိုင်းပေါ်မှာ နဝကတန်ပေါ်မှာ အသေးခံအသွေးသွင်းပြီးပြီး အသေးခံအတွင်းတော်ပြီးပြီး တည်ခြင်းမှထောက်ရောက်တယ်ဆိုတာကို ဒီရှင်မထောင်ရောက်တယ်ဆိုတာကို သမီးယုံကြည်လက်ခံပါတယ် အမိယုံကြည်လက်ခံပါလေ ။သမီးရဲ့စိတ်နှလုံးသားထဲမှာ အမိရဲ့စိတ်မလုံးသားထဲမှာ ယေရှုဖျား ယေရှုဖျား ကိန်းဝတ်ပါ ကိန်းဝပါ ကယ်တင်ရှင်ဖြစ် ကေကရှင်ဖြ ဘု င့် ရားကိုယုံကြည်လက်ခံပါ၏ ဘုရားကိုယုံကြည်လက်ခံပါ၏ ယေရှုဖျားနာမ သခင်ယေရှုဖျားနာမ ၌ ၌ ဆုတောင်းပါ ဆု ၏ တောင်းပါ၏ အာမင် အာမင် ဒါဆိုအခုခဏနေရဲ့ဘဝထဲမှာသခင်ယေရှုခရစ်တော်ဘုရားကသမီးရဲ့စိတ်နှလုံးသားထဲမှာဝိဖွားလာပြီးဖြစ်တယ်။လုံခဲ့တဲ့နှစ်ပေါင်း2000ကျော်ကသခင်ယေရှုခရစ်တော်ကဗက်လင်မြို့ရဲ့နွားစခတ်လေးထဲမှာဝိဖွားခြင်းခံယူခဲ့လို့ပဲဒီနေ့သခင်ယေရှုခရစ်ကိုသမီးကယုံကြည်လက်ခံပြီးဆိုရင်သမီးရဲ့စိတ်နှလုံးသားထဲမှာထိုကယ်တင်ခြင်းကဝိဖွားလာပြီးဖြစ်တယ်နော်သမီးလေး တကယ်လား သိစားတာပေါ့ အဲ့ဒါလေအဖောင်းလေးကျေးဇူးရတဲ့နော်ဒါပါလေကျေးဇူးတင်နော်ဒီတော့ဝမ်းမြောက်စရာကောင်းတဲ့ဒီဒီကိုလေသမီးအိမ်မှာရှင်ရအဖေနဲ့မျိုးတော့ပြောဝင်နော်